ဟုတ်ကဲ့ဒီ site ကိုလေမွေးကနန်း site တကွယ်ကောင်း site ပေါ့တကွယ်ကောင်း site ကို live ပြလိုက်တယ်ကျွန်တော် live ပြလိုက်တဲ့အခါမှာကျွန်တော်အဲ့ live ကိုဖြတ်ပလိုက်တယ်ပေါ့နော် live ကိုဘာကြောင့်ဖြတ်ရလဲဆိုရင်ဒီ site တွေကိုအဓိကယူနေတဲ့သူတွေရှိရပေါ့နော်အဲ့ယူနေတဲ့သူတွေကိုအဓိကသူတို့မသိစေချင်တာဗျာဘာလို့လဲဆိုတော့ဒီ site တွေကိုရှာရတဲ့အခါမှာကျွန်တော်မှအချိန်ပေးပြီးရှာရတယ်ကျွန်တော်ပရိသတ်တွေကိုကျွန်တော်ပြပေးလိုက်တဲ့အခါမှာမိနစ်ပိုင်းလေးနဲ့မိတ်ဆွေတို့ကတိသွားမှာ site တွေကိုเนาะအဲ့တော့ဒီခေတ်မှာဗျာဒီခေတ်မှာဝမ်းချင်းနှလုံးလိုချင်လို့နိုင်ဝက်လောက်အချိန်ပေးပြီးတော့เนาะဝမ်းချင်းနှလုံးလောက်လိုချင်တဲ့သူကနိုင်ဝက်တနားရီလောက်အချိန်ပေးပြီးတော့ယူရတဲ့ခေတ်မှာကျွန်တော်ပရိသတ်တွေဝမ်းချင်းနှလုံးဆိုရင်အကွက်40နီးပါးလောက်ဖြစ်နေတယ်เนาะအဲ့ဒါကိုကျွန်တော်ပရိသတ်တွေကိုကျွန်တော်ကတကွက်ကောင်းမွေးကနန်း site ကိုကျွန်တော်ပြပေးမယ်ပြီးတော့တကွက်ကောင်းမွေးကနန်းရခဲ့ရင်လည်းကျွန်တော်ပရိသတ်တွေကိုကျွန်တော်ပညာကြီးအနေနဲ့တော့ကျွန်တော်ယူတယ်လို့ကျွန်တော်ပြောတယ်တသိန်းပေါ့နော်တသိန်းယူတယ်မွေးကနန်း site ကလည်းအမြဲတမ်းမရဘူးကျွန်တော်ကြိုက်တဲ့ site မှာကျွန်တော်ရောင်းမယ်လို့ပြောတာပေါ့နော်အဲ့တော့သူကမွေးကနန်း site ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဗီဒီယိုတော့ပြီးအောင်ကြည့်ပေါ့နော်ဗီဒီယိုပြီးအောင်ကြည့်လို့ရှိရင်မိတ်ဆွေတို့နေပါခံမှန်းလို့ရမယ်အနေထားလေးကိုကျွန်တော်ပြခဲ့မယ်နော်အဲ့တော့ဒီမှာဒီခင်းရောင်လေးနဲ့ချက်ထားတယ်ဒီမှာအယောင်တူပဲနော်ဒီကပွဲရဒီသူ့ရဲ့ရှည်ပွဲမှာဒီသူ့ရဲ့အပေါ်ပွဲမှာပေါ့နော်ဒီပွဲရကနန်းဒီပွဲကိုပြန်လာရိုက်မယ်ဒီမှာ59က95လို့ရိုက်တယ်ဒီပန်းရောင်လေးကဒီပွဲကိုလာရိုက်မယ်ဒီမှာပန်းရောင်လေးနဲ့အတူတူပဲနော်အဲ့တော့ဒီမှာ66လို့ရိုက်တယ်ဒီခရင်ရောင်ကဒီကိုလာထွက်မှာနော်ဒီခရင်ရောင်ကနန်းကဒီကိုလာထွက်မှာဒီမှာ3400 430လို့ရိုက်တယ်ဒီပန်းရောင်ကနန်းကဒီမှာလာထွက်မှာဒီ84က84လို့ဒီမှာဒဲလာရိုက်တယ်နော်အဲ့တော့ဒီခရင်ရောင်ကဒီမှာလာထွက်မှာခရင်ရောင်နဲ့ဒီမှာကျွန်တော်ချက်ထားတယ်နော်အဲ့တော့ဒီ36ကဒီမှာ36လို့လာရိုက်တယ်ဒီပန်းရောင်နဲ့ဒီမှာ60နှစ်က62လို့လာရိုက်တယ်နော်ဒီမှာကျတော့ကျွန်တော်တို့ခရင်ရောင်နဲ့ဒီမှာခရင်ရောင်နဲ့အဲ့တော့95ဒီ59ဒီ95လို့ပြန်လာရိုက်တယ်ဒီဘွဲကလည်းဒီဘွဲကိုပြန်လာရိုက်မယ်ဆိုတော့15ဒီ51လို့ရိုက်တယ်အဲ့တော့ဒီ94ဒီဒီမှာ94လို့ပြန်လာရိုက်တယ်ဒီဘွဲကလည်းဒီဘွဲကိုပြန်လာရိုက်မှာပေါ့နော်အဲ့တော့ဒီမှာ43ဒီ43လို့ပြန်လာရိုက်တယ်ဒီမှာ41ဒီ41လို့ပြန်လာရိုက်တယ်ဒီမှာ28ဒီ28လို့သူတကွက်ကောင်းရိုက်ထားတယ်ဒီမှာ1နှစ်ဒီ1နှစ်လို့ရိုက်ထားတယ်ဒီမှာ96ဒီ96လို့ထွက်ထားတယ်ဒီမှာကျွန်တော်တို့38ဒီဒီမှာ80လို့ထွက်ထားတယ်လက်ရှိကျွန်တော်တို့ကစားနေတဲ့ပွဲเนาะအဲ့လိုလေးနီးတူပေါ့เนาะအဲ့လိုပုံစံမျိုးလေးအဲ့ဒါသူမှန်လာတာကဘယ်နှပွဲလဲဆိုတော့ဒီမှာ1ပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ11 12 13 14 15เนาะ15ပွဲထိသူမှန်သွားပြီဟုတ်ပြီအဲ့ဒီဟာနဲ့နီးတူဒီမှာကျွန်တော်ရှာထားတဲ့မွေးကနန်းတစ်ခွက်ကောင်းကအဲ့ဒါကျွန်တော်ပရိသတ်တွေကိုကျွန်တော်ရောင်းမယ်လို့ပြောတာเนาะအဲ့တော့သူ့လိုပဲဒီမှာဒီမှာကျွန်တော်တို့ပန်းရောင်လေးကျွန်တော်ခြေထားတယ်အဲ့တော့ဒီပွဲရကနန်းဒီပွဲကိုပြန်လာရိုက်မယ်ဒီမှာ83ဒီ30လို့ရိုက်တယ်ဒီမှာ1ခွန်ဒီခွန်1လို့ရိုက်တယ်ဒီမှာ80ဒီ80လို့ရိုက်တယ်ဒီမှာ83ဒီ38လို့ရိုက်တယ်43ဒီ34ဒီ34လို့ရိုက်တယ်ဒီမှာ96ဒီဒီမှာ96လို့ရိုက်တယ်เนาะ96ဒီ96လို့ရိုက်တယ်ဟုတ်ပြီအဲ့တော့ဒီပွဲကကနန်းကဒီပွဲကိုပြန်လာရိုက်မယ်ဒီပွဲကကနန်းဒီပွဲကိုပြန်လာရိုက်မယ်ဆိုရင်ကျွန်တော်တို့82ဒီမှာမထွက်ထားသေးဘူးเนาะအဲ့တော့ဒီမှာ28ကတော့ထားရတော့เนาะကနန်းထပ်နေတို့35မထွက်သေးဘူး51မထွက်သေးဘူးဒီမှာ26မထွက်သေးဘူးခွန်9မထွက်သေးဘူးဒီမှာ36မထွက်သေးဘူးဒီမှာ66မထွက်သေးဘူး24မထွက်သေးဘူး31မထွက်သေးဘူးเนาะအဲ့တော့မထွက်သေးတော့ဒီမှာပွဲရလဲနီးနေပြီเนาะပွဲရလဲနီးနေပြီဆိုတော့ဒီမှာကြာတာလေးတောက်ကြ2ကြိမ်ပဲကျန်တော့2ရက်ပဲကျန်တော့လား4ကြိမ်မွေးရမယ်เนาะအဲ့ဒါကတကွက်ကောင်းထွက်တာเนาะဒီ83ကဒီမှာ83လို့တကွက်တည်းထွက်တယ်1ခွန်ကခွန်1လို့ရိုက်တယ်80က80လို့ရိုက်တယ်
ဒီမှာ83က38လို့ရိုက်တယ်ဒီမှာ34လို့ရိုက်တယ်ဒီမှာ69က96လို့ရိုက်တယ်အဲ့တော့ဟုတ်ပြီဒီကနန်း10ခွက်ကဒီမှာတကွက်မှမထွက်သေးတဲ့ကြောင့်မလို့ဒီကနန်း10ခွက်မှာဒီကနန်း10ခွက်ကဒီကြာတာပရိတောက်ကြ4ချိန်မှာပေါ့တကွက်တော့ပြန်လာရိုက်မယ်เนาะအဲ့ဒါလေးကိုတော့ကျွန်တော်ဆရာသားခြံပြီးတော့ကျွန်တော် line ဘောကိုကျွန်တော် like လွှင့်ပေးလိုက်တယ်ပေါ့เนาะအဲ့တော့မိတ်ဆွေတို့ကျွန်တော်ပြောမယ်ကျွန်တော်ပြတဲ့အခါကျွန်တော်ပြတာကဝမ်းချင်းနှလုံးကိုဗျာခင်ဗျားတို့เนาะဝမ်းချင်းနှလုံးကိုနိုင်ဝက်တနာကြီးလောက်ထိုင်ဆောင်နေရတယ်ပြောဖို့เนาะပြောဖို့ကြီးပြောပါတော့ဆရာတချို့လူကြီးကြတော့လိုက်မှာကျွန်တော်တွေ့ရတယ်ပေါ့เนาะလိုက်မှာတွေ့ရပြောပါတော့အချိန်မမီတော့ဘူးဆိုတော့အဲ့ဒါတော့မှပဲကတိကတိလေးပြောပါတာเนาะအဲ့တော့ဝမ်းချင်းနှလုံးကိုအကွက်ဘယ်လောက်ဖြစ်မှာအကွက်40ဖြစ်မယ်เนาะအကွက်40နေ20ထားလိုက်ဗျ19ကွက်ဆိုတွဲရလိုအောင်20ထားလိုက်အဲ့မှာဆိုရင်ဝမ်းချင်းနှလုံးလိုချင်တဲ့လူတွေကအကွက်40ထိုးမဲ့စားဒီမှာကျွန်တော်က6မိနစ်ကြော်ပဲရှိသေးတယ်ဒီကနန်း10ကွက်ဒီကနန်း10ကွက်ကလည်းဒီမှာထပ်ကွက်ပါတယ်ဒီမှာအပူးတစ်ကွက်ပါတယ်အဲ့ကနန်း6ကွက်เนาะကနန်း6ကွက်ကိုကျွန်တော်ကဒီမှာကျင်းတီတီကြဖို့တစ်ကွက်တော့ထွက်မယ်လို့ပြောတာအဲ့တစ်ကွက်ကိုတော့ကျွန်တော်ကရောင်းမယ်လို့ပြောတာเนาะအဲ့ဒါကိုလက်ကားမရလို့เนาะ line ပေါ်မှာအဲ့မှာအော်ကြီးဟစ်ကျင်နေဆဲတဲ့သူတွေကရှိသေးတယ်เนาะအဲ့တော့ကျွန်တော်ပြိတ္တတွေအဲ့လိုချင်တဲ့ဆိုတဲ့မိတ်ဆွေတွေကကျွန်တော်ဖုန်းနံပါတ်လေးကျွန်တော်ချရေးပေးထားမယ်เนาะတကွက်ကောင်းမှာကျွန်တော်ဝေးပြီးKB နှစ်ခုသလုံးရှိပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော်ဖုန်းနံပါတ်က661 20 40 65เนาะကျွန်တော်ဖုန်းနံပါတ်ပဲเนาะအဲ့တော့မိတ်ဆွေတို့ကတကယ်လို့အရှုံးများနေတယ်เนาะရှုံးများနေတယ်ပြီးတော့လက်စာရေးသမားဒါမှအဆင်ပြေမှာ100ဘို့200ဘို့သမားတွေရတော့ကျွန်တော်ကတကွက်ကောင်းဟိုတသိန်းလို့ပြောတာဟုတ်เนาะပေါက်ပြီးတော့ကျွန်တော်မပေးပါဘူးเนาะကျွန်တော်ပညာကြီးနေနေတော့ကျွန်တော်တူတန်းတန်းဒါမွေးကနန်းတကွက်ကောင်းရရင်ရောင်းမယ်လို့ပြောထားတယ်တကယ်လို့เนาะကျွန်တော်မွေးကနန်းတကွက်ကောင်းများတယ်ထင်လို့ရှိရင်ဒီမှာကနန်း6ကွက်ရှိတယ်အဲ6ကွက်ကိုလိုက်ပြီးတော့ဒီမှာကြာတာပရိတောက်ကြဒီ4ချိန်မှာလိုက်ပြီးတော့မွေးကြည့်เนาะအဲ့တော့ဒီလိုမှမပြဘူးဆိုရင်ဒီကနန်းဒီမှာထွက်မယ်ဆိုတော့သိနိုင်ပါမလားမသိနိုင်ဘူးလေเนาะမသိနိုင်ဘူးเนาะဒါကြောင့်မလို့ကျွန်တော်ပရိသတ်တွေကိုကျွန်တော်တတ်နိုင်တဲ့လောက်ကလေးကျွန်တော်ပြပေးတယ်เนาะကျွန်တော်ဟိုမတတ်နိုင်တဲ့ဟာတော့เนาะတူတူတန်တန်လာပြီးတော့ပညာကိုပညာလို့လေးစားတယ်တန်ဖိုးထားတယ်ဆိုရင်တော့လာဝယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့အလကားမရလို့ဒီတိုင်းအဝိဆဲနေတာဘယ်သူမှားတာလဲကျွန်တော်ဟိုမပေးနိုင်ပါဘူးဆိုတဲ့ဟာကြီးကိုဘယ်လိုလုပ်မလဲเนาะအဲ့တော့6612046က weight KB နှစ်ခုလုံးရှိတယ်เนาะအဲ့တော့ဖုန်းလဲဓာတ်ရိုက်ဆက်လိုက်ပေါ့เนาะဖုန်းဓာတ်ရိုက်ဆက်လို့လည်းရတယ် Viber လည်းလာပြောလို့ရတယ်เนาะအခုလောဆယ်တော့ Viber တောင်းတဲ့သူတွေများနေတယ်เนาะတောင်းတဲ့သူတွေများနေတာဖြစ်တဲ့ကြောင့်ကျွန်တော်စာပြန်လို့မရအောင်ဖြစ်နေเนาะအဲ့တော့ဒီတကွက်ကောင်းဒီထေးရမှာကျွန်တော်တကွက်ကောင်း site ရှိပါတယ်เนาะအဲ့တော့ဒီမှာခွန်သုံးဒီဘာကြောင့်ဒီမှာပြန်လာလဲတကွက်ကောင်းကဘာကြောင့်ပြန်လာလဲဆိုတော့ကျွန်တော်ပြပေးတယ်เนาะ site เนาะတက်ခွန်ဒီဘာကြောင့်တကွက်ထဲပြန်လာလဲ80ဒီဘာကြောင့်တကွက်ထဲပြန်လာလဲเนาะအဲ့တော့83ဒီ38လို့ဘာကြောင့်ပြန်လာလဲเนาะ34ဒီ34လို့ဘာကြောင့်ဒဲပြန်ရိုက်တာလဲ69ဒီ96လို့အာပြီးတော့ဘာကြောင့်ပြန်ရိုက်တာလဲဒီထဲကကနန်းဒီဘာကြောင့်ပြန်ရိုက်တာလဲသိကျင်တယ်ဆိုတဲ့မိတ်ဆွေတွေကကျွန်တော်ဖုန်းနံပါတ်661204065ကိုဆက်သွယ်ပြီးတော့เนาะငွေကိုတသိန်းတော့လွှဲရမယ်เนาะတကယ်လို့အယောစားရှိတယ်เนาะကျွန်တော်ဘက်ကလွယ်ချော်ဖြစ်ခဲ့တော့ရှိရင်မိမိတို့ပတ်စံကျွန်တော်ဘက်ကပြန်လွှဲပေးပါမယ်ကျွန်တော်လိန်စားလို့လည်းမရပါဘူးအများနဲ့ကျွန်တော် line ပေါ်တက်နေတဲ့ကောင်းပါကဲအားလုံးပဲတက်တာပါ